ဒီကဟိုတယ်လေးတစ်ခုကိုညွှန်ပေးချင်ပါတယ် Hotel Lux ငွေဆောင်မဲ့ဖြစ်ပါတယ်ဒါသူ့ရဲ့ reception လေးပါဒီတစ်ခေါက်ကတော့ဘာချက်ဆန်ဆန် Garden View ဒီ building လေးမှာတည်ခဲ့တာပါခမ်းမရသေးလို့ရေခဲရှာပုံတော့ဖွင့်လိုက်ပါဦးမယ်ပြန်လာတော့အခန်းလေးရနေပြီဆိုတော့အခုအခန်းထဲကို check in ဝင်မယ်ကိတ်ခန်းလေးကိုဘယ်လိုမျိုးလေးလဲလိုက်ကြည့်ပေးဦးနော်ဒုတိယချက်ကိုမှတောင်ခန်းလေးရသွားတော့ပို့ပြီးအဆင်ပြေသွားတာပေါ့နော်ဒီအခန်းလေးက2,300,000နံအခန်းလေးပါခန်းကအရန်တော့မကျဲဘူးဒါပေမဲ့ facility လည်းအကုန်လုံးစုံတယ်တက်ရက်လေးနဲ့မိုက်ပါတယ်ကန်းစီလာပြီဆိုရင်ရေခဲတက်တာနဲ့ aircon နဲ့ကအလုပ်လုပ်ဖို့အရေးကြီးရလေနော်အဲ့ဒါကြီးလည်းအကုန်လုံးအဆင်ပြေတယ် Wi-Fi လည်းကောင်းတယ်မီးကတော့နေ့လယ်ပိုင်းက12လေးလား1လေးလားမသိဘူးပြီးတော့မနက်6ည6ကိုမီးပြန်မီးဆက်ဖွင့်ပြီးတယ်ပေါ့နော်ကျန်တာတော့ EPC မီးတိုင်းပါပဲကေရလေခရီးသွားပြီဆိုအခန်းထဲမှာတိတ်နာတဲ့သူမျိုးမဟုတ်ဘူးအခု check in လည်းဝင်ပြီးပြီဆိုတော့ရှောက်သွားမယ်ပေါ့နော်ဒါကတော့ကေဝရဏာနဲ့မြင်ရတဲ့ Garden View ပေါ့နော်ကားပါကင်လည်းမြင်ရတယ်ဒါဆို room tour ပြီးသွားပြီဆိုတော့ hotel tour လေးလိုက်ပြမယ်သူ့ရဲ့ရေကူးကန်ဘယ်လိုမျိုးလေးဖြစ်မလဲဒီမှာတော့ bungalow sea view နည်းနည်းနဲတယ်ပေါ့နော်သူ့ရဲ့ sea view ပုံစံဒီလိုမျိုး building ပဲပေါ့နော်ပြီးတော့ hotel ကလေအနောက်ကိုနည်းနည်းဆုပ်ထားတဲ့အခါကျတော့ sea view အခန်းကလေတေချာမမြင်ရအောင်လို့ထင်တယ်ရေကူးကန်ကတော့နည်းနည်းတော့ကျင်းတယ်ကေကရေကူးကန်အကျယ်ကြီးတွေဆိုပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ဒါမဲ့သူ့ဈေးလေးနဲ့သူပေါ့လေအခုလိုတကြံသားနီးရဲ့အချိန်မျိုးကြတော့ဟိုတယ်ကြီးတွေအကုန်လုံးက booking တွေပြည့်နေပြီကန်းစီဆိုတာမျိုးကတော့ဘယ်ချိန်လာမရိုးနိုင်တာနော်ငွေဆောင်ရဲ့အရန်လာတဲ့ coffee ဆိုင်လေးတစ်ဆိုင်ကိုလည်းတွားခဲ့တယ်အခုကတော့ပုံလေးတွေပဲတင်ပေးထားတယ် vlog လေးတက်တက်တင်ပေးမယ်နော် Air Brownie ကလေတော်တော်စားကောင်းတာဓာတ်ပုံရိုက်ချင်သူတွေအတွက်ကတော့လေ photo spot တွေအရန်လှဟိုတယ်မှာတီတိုင်းလေးလည်းပါပါတယ်တီတိုင်းလေးမှာငနီတူတုတ်လေးရယ်ကြောက်ကြောလေးရယ်ပြီးတော့ပင်မဲ့ဖြော်ရည်လေးစီဖူးကြိုက်သူများအတွက်အရှင်ဖြစ်ဖြစ်အသေးဖြစ်ဖြစ်ဒီစားနေကြပုံစံဘယ်လိုမျိုးလက်လက်ဆက်ဆက်နဲ့ဈေးတန်တန်စားလို့ရလဲဆိုတာကို vlog လေးတက်တက်တင်ပေးထားလို့ငွေဆောင်လဲသွားဖို့ရှိရယ်စီဖူးလဲကြိုက်တယ်ဆိုရင်ဝင်ကြည့်ပြောင်းကြည့်သွားအောင်နော်ကိစိတ်ကြိုက် lobster ရော white star ရောစားပြီးပြီဆိုတော့ကန်းစီမှာလမ်းလေးခဏရှောက်တယ်ပြီးတော့ညနေရေစင်ကူးဖို့အတွက်ကိုပြင်ဆင်ပါပြီဒီတစ်ခေါက်ကဘော်ရာရီနဲ့မဟုတ်ပဲဆွေမျိုးတွေနဲ့လာတာဆိုတော့လေတွေကောင်းပြီးရောဗီဒီယိုတွေရောပုံတွေရောမနှဲကိုရိုက်ရတယ်ဟာလာအကင်ကြိုက်တဲ့သူတွေအတွက်လေအဲ့ဒီကျောင်းရှိမှရောင်းနေလေရွှေမှုစစ်အကင်လည်းတော်တော်စားကောင်းတယ်ငွေဆောင်ရဲ့ချက်ဖို့ထဲမှာဆိုရင်တော့အေးမြစ်တာလေးကအရသာမစိုးကေပုံလေးတွေမရိုက်လိုက်ရလို့အခုကေရေစိန်နေတဲ့ချိန်က6နာရီခွဲလောက်ဖြစ်နေပေါ့နော်ဒါပေမဲ့နွေရာသီဆိုတော့တော်ယုံနဲ့လည်းမမှားဘူးအဲ့တော့ရေကူးကန်ထဲမှာစိတ်ကြိုက်နေလို့ရတယ်ညဘက်နည်းနည်းရောက်လာလို့ဟိုတယ်ကတော့မီးတွေစဖွင့်နေပေါ့နော်ကေယူလည်းအခုရေကူးပြီးပြီဆိုတော့တက်ပါပြီကန်းစီရောက်ရင်ညဘက်တိုင်းကန်းစီမှာလမ်းလျှောက်ဖြစ်တယ်နေ့ရောက်တော့ breakfast စားမယ် Hotel Lux ရဲ့ breakfast buffet မှာဘာတွေပါလဲဂိမ်းနဲ့တူလိုက်ပြီးကြည့်ပေးဦးနော်ဟိုတယ်ကလေငွေဆောင်မြို့ထဲမှာပဲဆိုတော့သွားလာရလည်းအရန်လွယ်တယ်လူစီစီကားကားနေရာမှာတဲချင်တဲ့သူတွေအတွက်ဆိုအရန်အဆင်ပြေပါတယ်ဟိုတယ်ရဲ့ buffet menu လေးတွေကအရန်အများကြီးစုံစုံလင်လင်တော့မပါဘူးဒါပေမဲ့အသင့်အတင့်လေးတော့ပါပါတယ်ညမှာစားရတဲ့ကပြည်စည်းကားတံပူရာကျော်နဲ့ဆမကြောက်တုံလေးလည်းတော်တော်ကောင်းတယ်ကင်မရိုက်ပြလိုက်ရမှာပါချိုခွဲထဲမှာလည်းမြမမုတ်လေးလည်းထည့်ပေးထားတယ်ကန်းစီလာတာကတော့လေမိုးရသည်လာတာတော့ကီပိုကြိုက်တယ်ဈေးလည်းနည်းနည်းသက်သာတယ်ပြီးတော့နေလည်းအရမ်းမပူပေါ့လေမိုးရင်းဆိုတော့လှိုင်းလည်းရှိတော့လေရေကူးလို့လည်းကောင်းတယ် breakfast ကလေအရသာလေးမစိုးကြာစံကျော်ကတော့နည်းနည်းလေး6လို့ကတိတ်မကြိုက်ဘူးအဲ့ထမင်းကျော်နဲ့စားရလေငနီတူင6000ကျော်လို့ကြော်ထားတာတော်တော်လေးကိုကောင်းတယ်ဝင်းကအရသာလည်းလေတော်တော်စားကောင်းတယ်ကေတို့က2ညအိနေခဲ့ရဆိုတော့ဒါလေးကနောက်နေ့ breakfast လေးပါဝင်းကနေရာမှာနန်းကြီးတုပ်လေးပြောင်းသွားတာပေါ့နော်နန်းကြီးတုပ်ကတော့နည်းနည်းတော့ပေါ်တယ်ဒါပေမဲ့အရသာပြင်ခိုင်းတော့ကောင်းသွားတယ်တီးရွက်စုံတံပူရာကျော်လေးလည်းတော်တော်ကောင်းတယ် breakfast စားပြီးတော့နေအရမ်းမပူခင်ကန်စီမှာလမ်းလေးပါလေးရှောက်ညဘက်လျှောက်တာကြတော့လေတိတ်တိတ်ဆိတ်ဆိတ်နဲ့ခန်းစားချက်တမျိုးပေါ့နေ့လည်တီးတိုင်းရောက်တော့ရခိုင်မုတ်တီလေးရယ်ပြီးတော့မိုးလက်ကောက်လေးရယ်လားမသိဘူးရန်ကုန်မိုးလက်ကောက်ပုံစံမျိုးတော့တိတ်မတူကီရဲ့ငွေဆောင် Hotel Lux Part 1 Part 2တရှိပေးကြတဲ့တယောက်ချင်းစီရာကိုကျေးဇူးအများကြီးတင်ပါတယ် like and subscribe လေးလည်းလုပ်သားပေးဖို့မမေ့နဲ့ဦးနော်